5နဲ့လည်းဆရာတို့ဘာရှာခိုင်းတာပဲလဲ area ကိုရှာခိုင်းတာဘယ် graph နဲ့ဘယ် graph y equal to ln 3x minus 2နဲ့ y equal to x square minus 2a plus 1ဒီကြားမှာရှိတဲ့လုံပိတ်တာတဲ့ area ကိုရှာပေးပါအဲ့ဒီမှုပဲနဲ့ပဲကြားမှာ1နဲ့2ကြားမှာဟလားအဲ့တော့ပုံမှန်တိုင်းမှာဘာရင်လို့ဆရာတို့အရင်မလောက်ခဏလေးဒီမှာနည်းနည်းသတိထားမှရှိတာကဒီ function တခုကိုနှိပ်ပြီးတော့ဆရာတို့ integrate လုပ်လို့ရအောင်မရအောင်လေတဘောဒီကောင် ln 3x minus 2တဲ့ဒီကောင်ဆရာတို့ကနှုတ်လို့မရအောင်လေရှင်းလို့မရတာခဏအရှိအပြောတာဟာတွေက h တို့ h square တို့ကဒါဒီတိုင်းနှစ်ခုကိုနှုတ်လိုက်ပေါင်းပြီးတော့နှုတ်ပြီးတော့ integrate လုပ်လိုက်လို့ရတယ်ဒီမှာလည်းဆရာတို့ကအဲ့လိုလုပ်လို့မရလို့တစ်ခုချင်းစီ integrate ကြိုရှာပေးရအောင်အဲ့တော့ဘယ်သူအရင်ရှာမယ် ln 3x minus 2တဲ့ရှာမယ်ပြီးရင် ln အနောက်က function ပေးတဲ့ ln x square minus 2a plus 1ရှာပြီးတော့မှတို့တစ်ခုနှုတ်ပါပါနော်အဲ့တော့ဒါဘာနည်းနဲ့တွက်ရမှာလဲ substitution နည်းနဲ့တွက်ရမှာပေါ့အဲ့တော့ဆရာတို့ဘယ်လိုမှတ်လဲဆိုရင်ဒီမှာ 3x minus 2ဆရာတို့ integrate ရှိတ်လိုက်ပါနော်ရှိတ်လိုက်ဆရာတို့အရှိမရှိတဲ့ constant ရတယ်sorry substitution မဟုတ်ပါဘူး by part ရတွက်ရမှာပေါ့ဒီရှိမှဆရာတို့1ရှိတယ်လို့ပဲထားပါတော့ဒါအကြည့်ပြတဲ့ ln 3x minus 2ကကြတော့ပါလို့ဆိုရင် logarithm အဲ့ဆိုရင် a ကအရင်လာမလို့ a ပါတဲ့ function ကိုပါထားမယ်ယူထားမယ်ကြံတဲ့ 1dx ကိုကြတော့ပါထားမယ် dv ထားမယ်ယူရှိတ်ပါရမယ် du ရမယ် ln 3x minus 2ရှိတ်တော့ number ဘာလို့ပြောင်းမြန်လန်လိုက်ပြော 3x 1 minus 3x minus 2ပြီးရင် number ကိုပြန်ရှိတ်တော့ဗလား3ရပြီးရင် dx ပေါ့ dv ကိုရိုက်တော့ v dx ကိုရိုက်တော့ပါရမယ် x ရအဲ့တော့ပုံသဏ္ဍာန်မှာစာသင်ဖို့ပထမများတယ်လို့လာမယ် integral ပါရမယ် u dv u dv ဆိုမေးခွန်းရမယ် equal to ပြီးရင်ပါလားဒီဆောင်များ uv ဆိုတော့ပါရမယ် x ln 3x minus 2ပြီးရင် minus နောက်ဆုံးများဒီမှာ integral v du integral ရေးမယ် v က x du က 3 by 3x minus 2 dx ဆိုတော့ပါရမယ် 3x by 3x minus 2 dx ပေါ့အဲ့သူ့ integral လုပ်လို့ရတာမရဘူးလားဆရာဘယ်လိုလုပ်မရဒီကောင်လုပ်လို့ရလားဘယ်လိုပြောင်းလိုက်လို့ရလဲ 3x ဒါ3x ကို 3x minus 2 plus 2ဆိုပြီးတော့ပြောင်းပြီးလုပ်လိုက်ရင်တော့ရမှာဒီမှာလည်းဆရာမပြောင်းလို့မရအောင်ပြောင်းမှမရအောင်အဲ့ဆရာဘာပြောင်းရလဲအဲ့ဒါနည်းနည်းသတိထားရမယ်နော် 3x ကမှဆရာဘာလုပ်လိုက်လဲ minus 2နှုတ် minus 2ပြန်ပေါင်းလိုက်တယ်ပြီးရင်ဘာလုပ်လိုက်ခွဲစားလိုက် 3x minus 2နဲ့ 3x minus 2နဲ့စားတော့1ပြီးရင်အလယ်မှာအပေါင်း2 by 3x minus 2ဆိုပြီးဖြစ်အောင်ဒါဆိုသူရေးလို့ရပြီလားရပြီလေ1ကိုရေးရင် x ရမယ် 3x minus 2ရေးရင်ဘာရမှာလဲ sorry 3x minus 2ရှိရင်ဘာရမှာ3ရမှာဒါပေမဲ့သူ့အပေါ်မှာ3ရှိလားရှိအောင်လုပ်လိုက်လောက်ကိုဖန်တီးရမှာတော့ဒါအဲ့တော့ဆရာအဲ့ဒါလေးနည်းနည်းပြောပြမယ်ဒါသူ့ရဲ့ကိုဖန်တီးတဲ့နီးပေါ့နော်2 by 3x minus 2 dx အဲ့ဒီမှာဆရာတကယ်တမ်းကအခြေကိုရှိတ်လို့ဝေမာရရင်အဲ့လိုပြောရရင်သူ့ရဲ့ပြရပါလဲ ln မောပိုင်းကြီးတကယ်တမ်းသူ့မှာ3ရှိတာလားရှိတာပါကြီးလဲ2ရှိတာအဲ့တော့2ရအောင်ပြန်လုပ်ပြီအဲ့တော့ဘာနဲ့မြောက်အောင်2 by 3နဲ့ဘာလုပ်လိုက်မြောက်လိုက်ပေါ့မြောက်ရင်ဘာကြည့်အောင်မယ်3နဲ့3ပြန်ကြည့်ပြီးတော့လိုချင်တဲ့2ပြန်မရအောင်လားရမှာနော်အဲ့လိုလေးကိုဖန်တီးရအဲ့ဖန်တီးလိုက်ပြီဆိုရင်ဘာရပြီဖြေက2 by 3 ln မောပိုင်းကြီးမလို့ ln မော3 plus 2 c ဆိုရအောင်ပေါ့ဒါကိုကအဲ့လိုစဉ်းစားတတ်မှာပြောတာအဲ့လိုမစဉ်းစားတတ်ဘူးဆိုရင်ဘယ်လိုမှတ်မလဲဆရာတို့အပိုင်းငိမ်းတွေကိုဆရာတို့အင်္ဂလိပ်လို့ဘာလို့ပိုင်းကြီးကိုရှိတ်ပြောင်းမြန်လန်မြောက်အဲ့တော့ဘာရလဲပိုင်းကြီးကိုရှိတ်တော့ 3a minus 2ရှိတ်တော့ဘာရလဲ3ရအဲ့ဒီ3ဘယ်လိုမြောက်လဲပြောင်းမြန်လန်မြောက်တော့1 minus 3အပေါ်2နဲ့ဆိုတော့ဘာရအောင်2 by 3ရမယ်ပြီးရင်ဘာရမယ် ln မောပိုင်းကြီးပြီးရင် c ထက်ကပေါင်းတော့ ln မောပိုင်းကြီးဆိုတော့ ln 3x minus 2ပြီးရင် c ပေါင်းတော့ပေါ့ဟုတ်အဖြေကတူပဲရမယ်အဲ့တော့ကိုကဒီလိုမျိုးစဉ်းစားပြီးမလုပ်တတ်ရင်ဆရာခဏပြောလို့တဆင့်ချင်းအရှိရတင်တာလို့လို့ဘာလို့ပိုင်းကြီးကိုရှိတ်ပြောင်းမြန်လန်မြောက်တော့3ကိုပြောင်းမြန်လန်မြောက်တော့1 by 3အရှိရ2နဲ့မြောက်တော့2 by 3ရတယ်ပြီးရင်ဘာရေးမယ် ln မောပိုင်းကြီးမို့လို့ ln မော 3a plus sorry 3a minus 2ဆိုပြီးတော့ရအောင်နော်ကိုကကြိုက်တဲ့နီးကိုလို့ပေါ့နော်ကိုအားတန်လို့ကိုလို့1ကိုရေးတော့ x ကတ်တယ်သူ့ရေးတော့ဘာရလဲ
2 by 3 ln 3x minus 2ပြီးရင်ဆရာတို့ဘာလို့အနောက်မှာတော့ဆရာတို့ c ပေါင်းကြမလို့တော့ဘူးเนาะဒါကဘာကို integrate လုပ်ရပြီ ln 3x minus 2 integrate လုပ်တဲ့အဖြေကိုရပါပြီဒါတစ်ပိုင်းဆရာတို့ကြိုရှာလာတာစီထဲမိမယ်ဆိုရင်လည်းဒါ short လို့မရဘူးပေါ့ဘာလို့ဆိုဆရာတို့ဒီမှာ limit မထည့်တာဆိုတော့ရတယ်ထည့်လည်းဘာမှမဖြစ်ဘူးပေးလို့ရတယ်ကိုက limit မထည့်ရသေးလို့လေဒါကြိုရှာတာနော်နောက်တစ်ခုဘာတော့ဆရာတို့ရှာလိုက်လဲ 3x minus 2တဲ့ရပြီဆိုရင်တို့နှစ်ခုဘာလုပ်လို့ရပြီလဲဆရာတို့ပထမတစ်ပိုင်းဆရာတို့ရှာလို့ရပြီလိုချင်တဲ့အဖြေရှာလို့ရပြီသူလိုချင်တာဘယ်နဲ့ပဲကြာမှာ1နဲ့2ကြာမှာပုံပေးရပြီးသားဘယ်သူကအပေါ်မှာရှိလဲ ln 3x minus 2ကအပေါ်မှာရှိတော့သူ့ရှေ့သားနှုတ်နော်မသူ့ရှေ့သားနှုတ်လေးစီမှာsorry ဆရာရှေ့မသားနှုတ်လေးသူ့ရဲ့ limit ဆရာအရင်ရှာလိုက်ဘယ်နဲ့ပဲကြာ1နဲ့2ကြာအဲ့တော့ဒီကောင်ရေးအဖြစ်ရှေ့မှာဆရာတို့ရတာပါရဲ့အနောက်မှာဘာကတ်လိုက်လဲ limit ကတ်လိုက်တယ်အဲ့ဆရာမှာဘာသွင်း2စားသွင်း upper limit နောက်တော့အဲ့နေရာဘာစားသွင်း1စားသွင်း lower limit upper limit အဲ့နေရာမှာသမျှဘာစားသွင်းရမ2စားသွင်းတော့2 into ln ဒီမှာ2 3 4 6ရဲ့2တော့4 ln 4 minus ပြီးရင်အဲ့နေရာဘာစားသွင်းလဲ2အရှိက minus မလို့ minus 2 by 3 ln 4ဒါ upper limit ပြီးရင် minus lower limit စားသွင်းဘာစားသွင်းမယ်1စားသွင်းတယ်1စားသွင်းတော့1 into ln ဒီမှာ3 minus 2ဆိုတာ ln ဘလောက်ရမလဲ ln 1မရဘူး ln 1ကဘာနဲ့တူလဲ ln 1က0နဲ့တူတယ်ဒါကြောင့်မို့ဆရာဒီတစ်ခုလုံးပျောက်တယ် minus မ0ပဲရတော့ minus ဒီမှာ1 plus ဒီကလည်း ln 1မရဘူးလားဒါဆို0ပဲရမှာဒါဆိုဘာပဲကြံလဲ1ပဲကြံတာဒါကြောင့်မို့0 minus 1ဆိုပြီးဖြစ်သွားတယ်minus ဆိုဒီနေရာ plus ဖြစ်မယ်plus ဖြစ်တော့ဒီမှာ minus 2နဲ့ plus 1ဆိုတော့ minus 1ကျန်တယ်2 ln 4နဲ့2 by 3 ln 4ဆိုဘာလုပ်ရမလဲ2နဲ့2 by 3ကဘာလုပ်လိုက်ပိုင်းခင်းရှင်းလိုက်ရင်3အောက်မြတော့6 minus 2မို့လို့ဘယ်လိုက်ရမလဲ4 by 3ရဒါကတော့ဒီ ln 3x minus 2ရဲ့ definite integral ကိုကြိုရှာထားလိုက်တယ်ရှာပြီးတော့မှနောက်ဒုတိယအနောက်က function ရဲ့တန်ဖိုးလဲ definite integral ရှာလိုက်တယ်ဒါလည်းအဲ့လိုပဲဆရာတို့ဒါတော့ပုံမှန်ပဲလေ h square ရေးတော့ပါရလဲ1 minus 3 h cube minus 2 h ကိုရေးတော့ပါရလဲ1 minus 2 h square အရှိက2နဲ့ပါပြပါလဲကြည်သွားတယ်နော်ပြီးတော့1ကိုရေးတော့ပါကတ်လဲ h ကတ်ပြီးရင် upper limit စားသွင်း lower limit စားသွင်းပြီးရင်ဘာလုပ်ပေးမလဲနှုတ်ပေးရမယ်အဲ့ဒါကိုမှန်တိုင်းတစ်စင်းရင်ရှင်းသွားရင်ဒါအဖြေရဒါဆိုနောက်ဆုံးဆရာတို့အဖြေရှာလို့ရတယ်ဘာလုပ်ရမှာလဲ function တစ်ခုကိုနှုတ်ပြီးတော့ရိုက်ရမယ်အဲ့တော့ဘယ်သူကအပေါ်မှာရှိလဲ ln 3x minus 2ကအပေါ်မှာရှိတော့သူ့ကိုရှေ့ထားပြီးတော့နှုတ်တယ်အဲ့တော့သူ့ရဲ့ rule ကဘယ်လိုရှိလဲ function တစ်ခုနှုတ်ထားတာကိုဘာလုပ်လို့ရလဲခွဲရိပ်ပြီးတော့ပြန်နှုတ်လို့ရတယ် function တစ်ခုဘာလုပ်တာဒီမှာနှုတ်တာအဲ့ဒါကိုဘာလုပ်လိုက်လဲခွဲပြီးတော့ရိပ်တယ်ရိပ်ပြီးတော့ဘာလုပ်မယ်ပြန်နှုတ်လို့ရတယ်ဒါသူ့ရဲ့ rule ရှိတယ်ဒီကောင်ဖြေဘာရတယ်ကြတော့ဒါကူလိုက်ပေါ့ဒီအောင်ဖြေဘာရတယ်1 minus 3ရတယ်အဲ့ဒါဆရာကူပြီးတော့နှုတ်လိုက်ရင်ဒါလိုချင်တဲ့အဖြေရအောင်နော်ဒါသူလိုချင်တဲ့အဖြေနောက်ဆုံးအဖြေပေါ့နော်နောက်ဆုံးမဟုတ်သေးဘူး area လိုချင်တော့ဆရာတို့ဒါ model ထည့်ပြီးရှင်းလိုက်ရင်သူဖြေရအောင်အဲ့တော့ဘာထူးခြားသွားလဲဒီ function တစ်ခုကဆရာတို့နှုတ်ပြီးရှင်းလို့ရလားမရဘူး function အမျိုးအစားမတူတော့ဘူး log function နဲ့ power function ဖြစ်ရတာမို့လို့ဆရာတို့ကဘာလုပ်ရလဲတစ်ခုချင်းစီကြိုပြီးဘာလုပ်လိုက် definite integral တွေရှာထားလိုက် definite integral က ln 3a minus 2ရှာတယ် definite integral က x square minus 2a plus 1ရှာတယ်နော်ရှာပြီးတော့မှဘာလုပ်မယ်နှုတ်ဒီမှာ rule ဘာ rule သုံးလဲ function တစ်ခုနှုတ်ထားတာကိုဘာလုပ်လို့ရလဲခွဲရိပ်ပြီးတော့နှုတ်လို့ရတယ် function တစ်ခုပေါင်းတိုင်းရင်လည်းခွဲရိပ်ပြီးတော့ပေါင်းလို့ရတယ်အဲ့ဒီခါမှာဆရာတို့ကြိုပြီးရှာလာတဲ့ function တစ်ခုချင်းစီရဲ့ definite integral တန်ဖိုးတွေကိုအစားသွင်းပြီးပြန်ရှင်းလိုက်ရင်လိုချင်တဲ့ဖြေရအောင်ပြီးတော့မှ area လိုချင်မှ model ထည့်ပြီးပြန်ရှင်းလိုက်ရင် unit square နဲ့ထုတ်ပြီးရအောင်အဲ့တော့ဆရာတို့သိရမှာဘာလို့ function တစ်ခုချင်းစီရဲ့ definite integral အရင်ရှာမယ်ပြီးတော့မှနှုတ်ပါပေါ့ဒီဥစ္စာအဲ့ကြောင့်မို့တာရှေ့သွားထက်ရှေ့တာဘာထက်ရှေ့သွားဒီကောင်တန်မို့လို့ဆရာတို့ဓာတ်ရိုက်ရိပ်လို့ရလားမရတော့ကြောင့်သူ့ကြိုပြီးတော့ဘာနီးနဲ့ပြန်ရှာရလဲဘိုင်ပတ်နီးနဲ့ကြိုရင်ရှာရတယ်ရှာပြီးတော့မှသူ့ရဲ့ definite integral ကိုရှာပြီးတော့မှကျန်တဲ့ function ကိုလည်းရှာပြီးတော့မှပြန်နှုတ်ရတာပေါ့နော်အဲ့တော့ပုံမှန်တမယိုးကြတစ်ခုတည်းဒီကနေပဲတွက်ရမယ့်ဟာကဆရာတို့ဒါ3ပိုင်းလောက်တွက်လိုက်ရတော့ပထမတစ်ပိုင်းကဒီ function ကြိုပြီးတော့ဘိုင်ပတ်နီးရ integral လို့
definite နဲ့ပဲလောက်တာ sorry indefinite နဲ့ပဲလောက်တာပြီးတော့ definite integrate နဲ့ရှာဒုတိယ function ကို definite integrate ရှာပြီးတော့နှုတ်လိုက်ရအောင်နော်ဒါဒီပုံစံလည်းနည်းနည်းတော့ရှည်သွားမှာပါနော်နံပါတ်10မှာပုံပေးထားတယ်ဆရာပုံကဒီမှာကြံခဲ့ပြီဒီပုံရင်ကြည့်အောင်နော် sorry ဒီပုံဆရာတို့ပေးရမယ်ဒီပုံမှာခြေထားတဲ့ area တန်ဖိုးသူဘယ်လောက်ပေးထားလဲ AA unit square ဆိုပြီးပေးထားတယ်အဲ့ဒီကနေဘာတန်ဖိုးရှာပေးရမယ်အဲ့တော့ဘာလို့ပေးအောင်မလဲဒီ function မှာဒါဆရာတို့တွက်ပါရအောင်ဒီနော်တွက်တယ်အမတွက်တင်ကြည့်လိုက်ဒီမှာ function ဘယ်နှခုပဲရှိတာ function တစ်ခုပဲလေအဲ့တော့ cap နဲ့ပဲကြားပဲလေအဲ့ဒီကြားက area ကိုလိုချင်ဘာလို့လိုက်ရပြီလဲဒီ function ကိုဘာလို့လိုက် definite integral ရှာလိုက်ရင်ရပြီအဲ့တော့ဘယ်သူ definite integral ရှာမယ် a square plus 1ကို definite integral ရှာမှာဘယ်နဲ့ပဲကြား minus a ကနေ a t ပေါ့အဲ့တော့ integral လို့ a square integral လို့ပါရမယ်1/3 h ဒါမှမဟုတ်လည်း h/3 1ကို integral လို့ပါက x က limit စားသွင်းတယ် a စားသွင်းမယ် negative a စားသွင်းတယ် upper limit lower limit ရပြီတို့ခုဘာလုပ်ပြရမယ်အနှုတ်ဆိုပါပြောင်းအပေါင်းဖြစ်တော့ a/3 နှစ်ခါပေါင်းတော့ 2a/3 ဒီမှာလည်းအနှုတ်ဆိုပါပြောရလဲ a နဲ့ a ပေါင်းတော့ပါရတယ် 2a ပေါ့ဥစ္စာအရာအဲ့ဒါကိုဘာနဲ့ပြီးညီ 8a နဲ့ပြီးညီတော့ 2a တနှုတ်တော့ 6a 3ခါကျတော့ဆရာတို့မှာဘာသလုံးမယ်တမြောက်တယ်3 6 4 18နှစ်နဲ့ပြန်စားတော့9ရတယ်နော်အဲကြောင့် a square equal to 9 a equal to plus or minus 3ပေါ့နော်အဲ့ဒီမှာဒီ a တန်မို့ဆရာတို့ဘာဖြစ်ရမလဲတုံညာထက်ဒီအနောက်ကြည့်တာမဟုတ်လေဒီအရှိကအနောက် a ပဲကြည့်တာမဟုတ်သူကတုံညာထက်ကြည့်အောင်ဖြစ်တဲ့အတွက်ကြောင့် plus or minus 3မှာဆရာတို့ဘာပဲယူရမယ်3ပဲယူရအောင်နော်ဒါကတော့လွယ်တာပေါ့နော်အဲ့တော့ဆရာတို့ဒါနံပါတ်6ဟလားနောက်တနည်းဆရာတို့ဘာမှတ်တက်လဲဆိုရင် method of slicing ပေါ့နော်ဒါ method of slicing သုံးပြီးတော့ဘာရှာမသိရင် volume ရှာအောင်အဲ့တော့ဒီမှာဆရာတို့က volume ရှာတဲ့နေရာအားလုံး3နည်းရှိတယ်ပေါ့ဒီ volume by method of slicing ရှိတယ်နောက်တစ်ခုက volume of revolution ဆိုပြီးရှိတယ်ဒီ volume of revolution မှာအကြောင်း2မျိုးရှိတယ် this method နဲ့ washer method ဆိုပြီးရှိတယ်ပေါ့နော်အားလုံးဆရာ volume ရှာတာ3နည်းရှိတယ်အဲ့လိုဆရာတို့သိအောင်အဲ့တော့ဒီမှာဆရာတို့ဘာနည်းသုံးမယ် slicing အလေပဲ slicing ဆိုတာလှီးလိုက်တယ်ပေါ့နော်ဒီဆရာ solid သုံးရင်တခုဘာလုပ်လိုက်လဲလှီးထုတ်လိုက်တယ်လှီးထုတ်ပြီးတော့အဲ့ဒီလှီးထုတ်လိုက်တဲ့အပိုင်း area ကိုရှာလိုက်ရှာပြီးတော့ဘာလုပ်လဲဆိုရင်သူ့ရဲ့တန်ဖိုးကို integrate ရှာ integrate လုပ်လိုက်တယ်ပေါ့တတိယပြော integrate လုပ်လို့ဆိုတာပြန်ပြီးတော့သူ့ရဲ့ area ကိုပြန်ချဲလိုက်တယ်ပဲဒီအသေးလေးဆိုတဲ့ဒီလှီးထုတ်လိုက်တဲ့အပိုင်းကြီးကိုပြန်ချဲလိုက်တဲ့အခါမှာဆရာလို့ကျင်တဲ့ပုံတစ်ပုံလုံးရဲ့ဒုတိယရောက်သွားတော့ပေါ့နော်အဲ့လိုသဘောမျိုးနဲ့ဆရာတို့ကဒါတွဲရအောင်ပေါ့ဒါ method of slicing လို့ခေါ်တယ်ထားပါတော့ဒီမှာဆရာဒီ solid တော်ဝင်ရှိတယ်အဲ့ဒီ solid တော်မှာဒီအလဲကဒီပိုင်းလေးကဓာတ်နဲ့လှီးတယ်မျိုးလှီးလိုက်တယ်လှီးလိုက်သူ့မှာပါရှိမယ်ကလန်ပြတ် area ရှိတယ်အဲ့ဒီ area ကိုဆရာကဘာလုပ်ရမှာလဲနော်အဲ့ဒီ area ကို integrate လုပ်အောင် integrate လုပ်ပြီးတော့ဘာလုပ်မလဲသူ့မှာဆရာကဘယ်နဲ့ဘယ် limit ရှိလဲပေါ့နော်ဒီမှာဆရာက a ရှိတယ်သူ့အစုံကဒီမှာ b ရှိလို့ရှိရင် a ကနေ b ထိပြန်ပြီးတော့ဒါကြီးကိုပြန်ပြီးတော့ integrate လုပ်လို့ဆိုတာပြန်ပြီးဒီ area ကိုပြန်ချဲထုတ်လိုက်ပြီပေါ့တဘောအဲ့ဒီခါမှာဒီပုံရင်းတစ်ခုလုံးရဲ့ဒုတဲ့ကိုဆရာတို့ရအောင်အဲ့ဒီသဘောမျိုးနဲ့ဆရာတို့ဒါဘာပုံနေရဲ့ဒုတဲ့ကိုဆရာတို့ရှာလို့ရတယ်ဒီနေ့ကတော့ပြောလို့ရှိရင်ဘာလုပ်လိုက်ဒီပုံပေးထားလို့ရှိရင်အဲ့ဒီပုံလှီးလိုက်လှီးထုတ်လိုက်လို့ရှိရင်လှီးထုတ်လိုက်တဲ့အပိုင်းရဲ့ဘာကိုရှာလို့ရမယ် area ကိုရှာလို့ရအဲ့ဒီ area ကိုဘာလုပ်လိုက်ရပြီ definite integral ရှာလိုက်လို့ရှိရင်ရှာလို့ခြင်းနဲ့ဘာကိုရပြီလို့ဆိုရင် volume ရပြီလို့ဆရာတို့သိရဒါကိုဆရာတို့ဘာနည်းလို့ခေါ်လို့ဆိုရင် method of slicing နည်းလို့ခေါ်တာပေါ့နော်ဒီပုံဆရာတို့ကြည့်ပါပေါ့ဒါဘာပုံလို့ဆိုရင် pyramid ပေါ့နော် pyramid ဆိုတော့ဆရာတို့အောက်ခြေကဘာပုံရှိလို့ဒီမှာပြောတဲ့အတိုင်းဒါမှအောက်ခြေကဘာပုံရှိလို့ဆိုရင်အောက်ခြေက bitangle base bitangle ဆိုတာပါတောင်းမယ်စတုကန်ပရိမေပုံစံအောက်ခြေကပါပုံရှိတယ်တောင်းမှန်စုကန်ပုံရှိတယ်ဒါကသူကစောင်းလေးပေးတာလို့နော်တက်တဲလို့ဆရာတို့လိုရှိမှာပေါ့နော်တောင်းမှန်စုကန်အခြေရှိတယ်ပြီးရင်ဆရာဒီအချွန်စီဆရာတော့မလုပ်မယ်ဆွဲပြီးတော့ထောင်လိုက်ဒါပါဝင်ရစေဒါပရိမေပုံရတာပေါ့ဒါပရိမေလို့ခေါ်တာဟလားသူကတလို့စောင်းလေးစောင်းပြီးပေးတာပေါ့ဒါအောက်ခြေလို့သိရမယ်ခြေတဲ့နေရာလေးအဲ့တော့အောက်ခြေကတောင်းမှန်စုကန်ပုံရှိရဲ့အမြင့်ကဘယ်လောက်ပေးတာလဲ4 မီတာ
အမြင့်ဆိုတာဆရာဒီကနေဒီထိတ်စော်မကနေပြီးဒီအောက်ခြေထိပေါ့နော်အဲ့ဒီကြာအမြင့်ဘယ်လောက်ပြီတာလဲ4မီတာဒီမှာဆိုရင်တော့ဒီထိတ်စော်မကနေဒီအောက်ခြေထိဘယ်လောက်မီတာလဲ4မီတာလို့ပြီးတာဒီထိတ်စော်မကနေဒီအောက်ခြေထိအမြင့်ဘယ်လောက်ရှိလဲ4မီတာနော်ဟုတ်ပြီအောက်မှာတော့ဆရာတော့ဘာ base လဲအောက်ခြေကတောင်းမှန်စုကမောအခြေရှိတယ်လို့ပုံမှာပေးရတယ်ရှာပေးရမှာဘာကိုရှာရမှာအဲ့ဒီ pyramid ပုံရဲ့ဘာကိုရှာပေး volume ကိုရှာပေးတယ်နော်အဲ့တော့ဟုတ်ပြီဆရာတို့ခဏပြောသလိုဘာလုပ်လိုက်ဒီပုံကြီးကိုဘာလုပ်လိုက်ဒီလဲနေချာဘာလုပ်လိုက်လှီးထုတ်လိုက်မလှီးလိုက်တယ်ပေါ့နော်လှီးလိုက်ဆရာဒီမှာပြရတဲ့ပုံစံလိုမျိုးသားဘာပုံမရမှာလဲတောင်းမှန်စုကပုံတွေပဲရမှာလှီးရင်ဒီအောက်နာတော့လှီးရင်သူ့ရဲ့ဒီအောက်ခြေနဲ့နီးစပ်ဆုံးတောင်းမှန်စုကပုံရမယ်အပေါ်ထက်လှီးတပြည့်ပြည့်တေးဟောမှာသူကလှီးထက်လိုက်တဲ့လှီးထုတ်လိုက်တဲ့အပိုင်းလေးတွေရနော်ဆရာတို့ကအဲ့ဒီလှီးထုတ်လိုက်တဲ့အပိုင်းကဘာပုံလဲကိုကြည့်ပေါ့အခုဆိုဆရာတို့ဒီမှာလှီးထုတ်လိုက်တဲ့ဒီအပိုင်းလေးကလည်းဘာပုံမရမှာပဲတောင်းမှန်စုကပုံမရအောင်ပဲဒါဆိုတောင်းမှန်စုကရင်အေးရလို့ချင်းဘယ်လိုရှာပေးရပြီလဲအလျားမြောင်းအနံနဲ့ရှာလိုက်ရပြီအဲ့ဒီ area ရပြီးတော့မှ definite integral ဆရာတို့ရှာပေးလိုက်လို့ရှိရင်ဆရာလို့ချင်းတဲ့ volume ရအဲ့တော့ဒီမှာသူပေးရတဲ့အလျားမြောင်းနဲ့မှာသူပုံစံမှာပေးတာသလားဒီအခြေလေးကဘယ်လောက်ရှိလဲ4ရှိရယ်နော်ဒီဘက်အခြေမှာရှိတဲ့အလျားက8ရှိတယ်လို့ပေးတာဒါတော့သူက2ဆတစ်ဆရှိတာပေါ့ဒါကြောင့်မို့သူ generalize ဆရာတို့ယူလိုက်လို့ရှိရင်ဒီမှာလှီးတော့လိုက်တဲ့တောင်းမှန်စုကတိုင်းရဲ့ပုံဒီဘယ်လိုရမလဲအနံကအဲ့ဆိုရင်အလျားကဘယ်လောက်ရမလဲ 2h ရမယ်လို့ဆရာတို့သိရမယ်ဘာကြောင့်လဲဒီမှာပေးထားတဲ့ page အရာသူကဘယ်နှဆရှိတယ်လဲ2ဆတစ်ဆ4နဲ့8ဆိုတာ2ဆတစ်ဆရှိတာဟုတ်ဒါကြောင့်မို့ generalize လောက်လို့ရှိရင်တော့လှီးထုတ်လိုက်တဲ့တောင်းမှန်စုကပုံတွေရဲ့အလျားနဲ့အနံတိုင်းဒီအကယ်၍တူတဲ့အနံကအဲ့ဆိုရင်ရှည်တဲ့အလျားကဘယ်လောက်ရှိမယ်လို့သိရမယ် 2h လို့သိရမယ်ဒါဆိုသူ့ရဲ့ area လို့ကြည့်ဒီတစ်ခုဘာလို့လိုက်ရင်ရပြီမျှလိုက်ရင်ရပြီဒါဆိုရင်မျှလိုက်ဘယ်လောက်ရမလဲ h နဲ့ 2h နဲ့မျှတော့ 2h square ပေါ့အဲ့ဒါကိုဘာလို့လိုက်ရင်ရပြီ definite integrate လုပ်လိုက်ရင်ရပြီအဲ့တော့ခဏပြောသလိုပဲဆရာတို့လှီးထုတ်လို့ရတာဘယ်ကနေပဲလှီးထုတ်လို့ရတယ်ဒီအောက်ခြေကနေပြီးဒီထိပ်အကောင်လုံးလှီးလို့မရအောင်လားဒီအောက်လီရင်အကြီးရမယ်တေးနောက်ဆုံးမှတေးလေးပဲရအဲ့တော့ဆရာတို့လှီးထုတ်မဲ့ limit ကဘယ်ကနေပဲရှိမယ်ဒီနေရာဆိုဘယ်လောက်ရှိမှာလဲ0ရှိမယ်ဒီနေရာဆိုဘယ်လောက်ရှိမှာဒီလိုဆိုဘယ်လောက်ရှိမှာ4ရှိမှာသူအမြင့်ကို4ပေးထားတာဒါကြောင့်မို့သူရဲ့ integrate ရှာတဲ့ဒီမှာဘယ်ကနေဘယ်လိရှာပေးရပြီ0ကနေ40ရှာပေးပြီးတော့တွက်လိုက်လို့ရှိရင်လိုချင်တဲ့ဒီ pyramid ပုံရဲ့ area ကို sorry volume ရပြီပေါ့ဟုတ်ပြီဒါကြောင့်မို့ a of x သူရဲ့ cross section ရဲ့ area a of x ကဘာရမလဲ 2x square ဒီ 2x square ဆိုတာဘယ်လိုရတာလဲအနံက x အလျားက 2x ကိုမျှတာလို့ဘာရတာလဲ 2x square ဆိုပြီးရတာဆရာတို့ဒီ method of slicing ကဘာလို့မှာသူ့ရဲ့ area ကိုဘာလို့လိုက် definite integral ရှာပေးလိုက်ရင်ရပြီဒါကြောင့်မို့သူ့ရဲ့ volume လို့ချင်းပေးထားတဲ့ဒီ a of x ကိုဘာရှာ definite integral ရှာဘယ်ကနေဘယ်ထိရှာမှာလဲဒီနေရာဘယ်လောက်ရှိလဲ0ရှိတယ်ဒီနေရာက4ရှိတယ်ဒီကြားအမြင့်သူ့မှာအမြင့် height 4ဆိုပြီးပေးတာလှီးထုတ်လို့ရတဲ့အရေအတွက်အကန့်အသတ်ကဘယ်နေဘယ်ထိလှီးလို့ရဆိုတော့0ကနေ40လှီးလို့ရတယ်ဒါကြောင့်မို့သူ့ရဲ့ limit ကိုလည်း0ကနေ40ရှာပေးအောင်မယ်အဲ့တော့စားသွင်းမို့ a ရော a ညမှာရှာတော့ပါသွင်းအခု a ရော a ညမှာရှာတော့ပါသိတာပါပြီ 2x square သိတာပါပြီအဲ့ဒါကို definite integral ရှာပေါ့ constant ရေးကြလို့လားလိုတော့ရှေ့ပို့လား x square ရေးရင်ပါရပါဝါ1ပါအောင်ပြောပြလိုက်များတော့1 3 8 power 3ပေါ့နော်ပြီးရင်အနောက်နေပါကတ်လိုက် limit ကတ်လိုက်40ကတ်လိုက်ရပြီနော်ငကိုရှိမှ2ရှိတော့2နဲ့1 3များတော့ဘယ်လောက်ပြရပြီလဲ2 3ပြရပြီပေါ့အဲ့တော့ upper limit စားသွင်း lower limit စားlower limit ရတော့မသွင်းလဲရတယ်လေ0သွင်းမှတော့0ပဲရအောင်ပေါ့အဲ့တော့4သွင်းတော့4 3နဲ့က64 2နဲ့များတော့120နဲ့8 by 3 volume လို့ unit ပါနဲ့ထွက်လဲမီတာကျူနဲ့ထွက်တယ်အဲ့တော့ဒါဘာကိုရှာတာလဲဒီမှာပေးထားတဲ့ pyramid ပုံရဲ့ဒုတဲ့ကိုရှာတာအဲ့တော့ဒီ method of slicing ကဘာလုပ်လိုက်ရပြီလဲကိုလှီးဖြတ်လိုက်တဲ့ဒီ cross section ရဲ့ area ကိုရှာတတ်ရင်ရပြီအဲ့ဒီ area ကိုမမြင်အောင်ကိုကြည့်ပေါ့နော်ရှာတော့ဒါပုံပေါ်ကြည့်ပေါ့ဒါနဲ့လှီးလိုက် pyramid ပုံလှီးရင်ရလာမယ်ဖြတ်ပိုင်းနိုင်ဘာပုံမရဒေါင်းမန်စုကပုံမရဒါကြောင့်မို့ဒေါင်းမန်စုက area လို့ချင်းဘာလုပ်မလဲအလျားမြောင်အနံဆိုပြီးရှာလိုက်ရင်ဒါ area ရမယ်ဘယ်ကနေဘယ်ထိလှီးလို့ရတယ်ဒီထိတ်ကနေဟိုးအောက်ဆုံးထိလှီးလို့ရတော့မို့လို့ဘယ်ကနေဘယ်ထိ definite integral ရှာလဲ0ကနေ40 definite integral ရှာပြီးတွက်လိုက်ရင်ရပြီဒါတော့ဒါ method of slicing နီးရဒီပုံရဲ့ဘာကိုရှာလဲဒုတဲ့ကိုရှာတာပေါ့ဒါကိုဆရာတို့ရိုးလဲတွက်လို့ရတယ်လေ pyramid ဆိုတာတနည်းပြောရင်ဒါဒုချွတ်မှတ်ပဲ pyramid ဆိုတာဘာလဲ
ဒူးချွတ်မှတ်ပဲဆိုတော့ဒါငငယ်ဆရာတို့တင်ရတယ်ဒူးချွတ်မှတ်ရဲ့ဒူးတယ်လို့ချင်းပုံသဏ္ဍာန်ပါရှိတယ်ဒါ pyramid ဆိုတာဒူးချွတ်မှတ်ဒူးချွတ်မှတ်ရဲ့ဒူးတဲ့ပုံသဏ္ဍာန်က3ပိုင်းတစ်ပိုင်းအောက်ခြေ area အမြောက်အမြင့်ဆိုတဲ့ပုံသဏ္ဍာန်ရှိတယ်ဒါဒူးချွတ်မှတ်တို့စဝိုင်းကြော့ချွန်တို့ရေကမို့happy birthday ရေကမို့ခွတ် happy birthday အောက်ထုတ်တို့အဲ့ဒါတွေကပါလဲစဝိုင်းကြော့ချွန်မှန်ဒါကကြတော့ဒူးချွတ်မှတ်ပေါ့စတူရန်ဒူးချွတ်မှတ်ပေါ့သူရဲ့ဒူးတဲ့လို့ချင်း3ပိုင်းတစ်ပိုင်း AH ဒီမှာဆိုရင်3ပိုင်းတစ်ပိုင်း A နေရာမှာဆရာတို့ဗာထည့်ရမယ်အောက်ခြေ area လေဒီမှာသူ့ပုံပြောတာအောက်ခြေ area အလျားဘယ်လောက်ရှိလဲ4အနံက8အဲ့တော့4အမြောက်8အမြင့်ကလည်းဘယ်လောက်ပဲလဲအမြင့်ကလည်း4လို့သူပေးတယ်ဒါကိုရှင်းလိုက်လေ4 8 4 4 4စကြောင်းနဲ့ရှင်းနေမြတော့ဘယ်လောက်လဲ128ပိုင်း3 unit ပါနေရလဲမီတာကျုဆိုရတယ်အမှသူ့ဖြစ်ဆရာတော့တူလားမတူဘူးလားတူပဲဒါကကြောင့်ငငယ်တော့တော့ခဲ့တဲ့နီးပေါ့နော်ဒါကကြတော့ integration နီးရတော့တဲ့နီးပေါ့နော်ဒါကပို့လွယ်တာပေါ့နော်ဒါပေမဲ့ဆရာတို့ကသူက slicing နီးတယ်တော့တော့ခါမှာပါဒီတိုင်းတော့မတော့ခါဒါဒီလိုတော့လို့ရတော့ဆိုဆရာတို့သိရအဲ့တော့ဒီမှာဆရာတို့သိရမယ့်အကြမ်းမြင်ကတော့ slicing နီးရတော့ရင်ဘာကိုရှာတတ်မလဲကိုလှီးဖြတ်လိုက်တဲ့ပုံရဲ့ area ကိုရှာတတ်မယ်နော်ပုံရဲ့ area ဘာပုံရလဲပေါ့စဝိုင်းပုံရရင်ပိုင်း square သုံးပါပေါ့ဒါမှမဟုတ်ကပုံရရင်အလျားမြောင်းနဲ့သုံးပါပေါ့အကေးလှီးပြလိုက်တဲ့ပုံက3ကန်ဆိုရင်နှစ်ပိုင်းတစ်ပိုင်းအခြေမြောင်းပြီး 1.2 bh ကိုသုံးပါပေါ့ကိုလှီးလိုက်တဲ့ပုံကဘာပုံလဲဆိုတာတော့ကိုသိဖို့လိုတယ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကိုဘယ်အတိုင်းတာဒီလှီးလို့ရလဲပေါ့ဒီပုံဆိုရင်ဒီအောက်ကြီးကနေစပြီးတော့ဒီထိပ်ထိလှီးလို့ရတယ်ဒါကြောင့်မို့သူရဲ့ limit ကိုဘယ်ကနေပဲထိရှာလဲ0ကနေ40ရှာအဲ့နဲ့ချက်သိရင်ဒီ new ကိုဆရာတို့တွက်လို့ရတယ်ဒါ example 9ပေါ့နော်အဲ့တော့ဒီဘေးကလေးတော့မှတ်လာလိုက်ပေါ့သိအောင်ဒါနောက်တစ်မျိုးဒီလိုလေးလဲတွက်လို့ရတယ်ဆိုတာကိုသိအောင်နော်